အသက်အရွယ်ကြီးရင်းနဲ့အမျိုးသမီးကြီးတယောက်ဟာရုတ်တရက်နှလုံးရောဂါဖောက်လာပြီးလမ်းမပေါ်မှာတင်လဲကျသွားခဲ့ပါတယ်။သူမဘေးနားကခွေးလေးဟာလူတွေတတိထားမိအောင်စွမ်းကုန်ဟောင်းပြီးအကူအညီတောင်းပါတော့တယ်။ကံကောင်းစွာနဲ့ပဲပစ္စည်းပို့တဲ့ကားသမားတယောက်ကအဲ့ဒီနေရာကိုဖြတ်သွားရင်သူမအတွက်လူနာတင်ရင်ကိုအမြန်ခေါ်ပေးခဲ့ပါတယ်။ဒါပေမဲ့ပစ္စည်းပို့ဖို့နောက်ကျနေပြီဖြစ်တဲ့အတွက်ကားသမားကအမြန်ထွက်သွားခဲ့ပြီးလူတိုင်းကအဖွားအိုရဲ့ခွေးလေးကိုတတိမထားမိခဲ့ကြလို့လူနာတင်ရင်နဲ့ပါသွားတဲ့ပိုင်ရှင်ဖြစ်သူကိုခွေးလေးကကူကယ်ရမဲ့စွာနဲ့ငေးကြည့်နေခဲ့ရပါတယ်။ခွေးလေးဟာလူနာတင်ရင်နောက်ကိုစွမ်းကုန်ပြေးလိုက်ခဲ့ပါတယ်။ဒါပေမဲ့ဘလောက်ပဲစူးစမ်းပြေးမမိနိုင်ခဲ့ပါဘူး။တိတ်မကြခင်မှာပဲလမ်းဆောင်တစ်ခုအရောက်မှာခွေးလေးလမ်းပြောက်သွားခဲ့ပါတယ်။ဒါတောင်မှခွေးလေးကလက်မလျှော့ပဲမိုးချုပ်တဲ့အထိအသေးအတန်လိုက်ရှာနေခဲ့ပါသေးတယ်။ဒါပေမဲ့ပိုင်ရှင်ဖြစ်သူရဲ့အရေးရောင်ကိုတော့မတွေ့ခဲ့ရပါဘူး။ဒီအချိန်မှာတော့ခွေးလေးဟာအရန်ကိုပင်ပန်းပြီးပိုက်စာနေခဲ့ပါပြီ။ဆိုင်ပတင်းပေါက်မှာချိတ်ဆွဲထားတဲ့ဘဲကင်ကိုမြင်တော့တေးမကြပဲမနေနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့ဆိုင်ရှင်ကရုတ်တရက်ထွက်လာပြီးသူ့ကိုနှင်ထုတ်ခဲ့ပါတယ်။အရန်လန့်သွားတဲ့ခွေးလေးကလမ်းတစ်ဖက်ကိုအမြန်ပြေးကူးလိုက်တာကြောင့်ကားတိုက်ခံရလူနီးပါးဖြစ်သွားခဲ့ပါတယ်။ချစ်ရတဲ့ပိုင်ရှင်မရှိတော့တဲ့အတွက်တနာစရာခွေးလေးဟာလမ်းဘေးခွေးဘဝကိုရောက်သွားခဲ့ရပါတယ်။ကံကောင်းစွာနဲ့ပဲနောက်တနေ့မနက်စောစောမှာကောင်းမလေးတစ်ယောက်ကခွေးလေးကိုတွေ့သွားခဲ့ပါတယ်။တနာစရာအခြေအနေကိုကြည့်ပြီးသူမကအိမ်ကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမကခွေးလေးကိုယူယူရဆောက်ရှောက်ပေးခဲ့ပေမဲ့စီကံတစ်ခုတော့ထားခဲ့ပါတယ်။အဲ့ဒါကတော့မဟောင်ရဘူးဆိုတာပါပဲ။တကယ်တော့ကောင်းမလေးကိုယ်တိုင်ကလည်းမွေးစားခံထားရတဲ့ကလေးတစ်ယောက်ဖြစ်နေခဲ့တာပါ။မိဘမဲ့ကေဟာကိုပြန်ဖို့ခံရမှာကြောက်တဲ့အတွက်ဒီအိမ်ကိုရောက်ကြတဲ့ကသူမဟာအရာရာကိုတတိထားပြီးနေထိုင်ခဲ့ရတာပါ။သူမကစကားကိုကြဲကြဲမပြောသလိုအစားကိုလည်းအများကြီးမစားရဲပဲမွေးစားမိဘတွေစိတ်နှောက်ယှက်ဖြစ်မှာကိုအမြဲတမ်းစိုးရိမ်နေခဲ့ပါတယ်။မွေးစားမိခင်ဖြစ်သူကဒီအကြောင်းမှန်ကိုသိသွားတဲ့အခါအရန်ကိုအံ့ဩပြီးစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။သူမရဲ့နူးညံ့တဲ့ကျဉ်းနှံမှုကကောင်မလေးရဲ့စိတ်ထဲကတိုင်းတွေကိုနောက်ဆုံးမှဖြိုချနိုင်ခဲ့ပါတယ်။ပထမဆုံးအကြိမ်အနေနဲ့ကောင်မလေးကသူမရဲ့အမေကိုဖတ်ထားဖို့တတိတွေရလာခဲ့ပါတယ်။တဖြည်းဖြည်းနဲ့ကောင်မလေးဟာဒီမိသားစုရဲ့တကယ်မိသားစုဝင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူမရဲ့မလုံခြုံမှုတွေနဲ့ရှက်ရွံ့မှုတွေကိုဖယ်ရှားပစ်လိုက်ပြီးအစားအသောက်တွေကိုလည်းအပတရစားတောက်လာခဲ့ပါတယ်။ကုံစုံဆိုင်သွားတဲ့အခါမှာတော့တခြားကလေးတွေလိုပဲအမေလက်ကိုလှမ်းကင်တက်လာပါတယ်။သူမရဲ့ဖခင်ကတော့တမိဖြစ်သူကအခွန်ထဲကနေရုံထွက်လာတာကိုကြည့်ပြီးအရန်ကိုဂုဏ်ယူဝမ်းသာနေခဲ့ပါတယ်။သူတို့ရဲ့စူးစမ်းမှုတွေကနောက်ဆုံးမှာအရာထင်လာခဲ့ပြီးခွေးလေးပါရောက်လာတဲ့အတွက်အိမ်လေးဟာပိုပြီးပျော်ရွှင်နှွေးထွေးစရာကောင်းလာခဲ့ပါတယ်။ဒါပေမဲ့အဖွားကိုဆေးရုံမှာတတိယလာတဲ့အခါချစ်ရတဲ့ခွေးလေးပြောင်းနေတာကိုသိလိုက်ရပါတယ်။သူမရဲ့အသက်ကိုကယ်ခဲ့တဲ့ပစ္စည်းပို့သမားကိုချက်ချင်းဖုန်းခေါ်ခဲ့ပါတယ်။အဲ့ဒီညမှာပဲသူတို့ကခွေးပြောက်ကြော်ညာတွေလုပ်ပြီးရက်ွက်ထဲအနှံ့လိုက်ကပ်ခဲ့ကြပါတယ်။သူမဘေးမှာအမြဲရှိနေခဲ့တဲ့တစ္ဆာရှိအဖော်လေးမရှိတော့တဲ့အတွက်အဖွားအိုဟာဝမ်းနဲ့ကြေကွဲနေခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့စူးစမ်းမှုတွေကအချီးနှီးမဖြစ်ခဲ့ပါဘူး။ကောင်မလေးရဲ့ဖခင်ကအဲ့ဒီကြော်ညာတစ်ခုကိုတွေ့သွားခဲ့ပါတယ်။သူကဇနီးဖြစ်သူကိုပြောပြပေမဲ့အစပိုင်းမှာတော့ဇနီးကခွေးလေးကိုပြန်မပေးချင်ခဲ့ပါဘူး။ဘာပဲဖြစ်ဖြစ်ဒီခွေးလေးကသူတို့သမီးလေးနဲ့ရင်းနှီးမှုရအောင်ကူညီပေးခဲ့တာကိုဒါပေမဲ့ခင်မုန်းဖြစ်သူကတိုက်တွန်းတဲ့အတွက်နောက်ဆုံးမှာကောင်မလေးကိုပဲရွေးချယ်ခိုင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါဟာကောင်မလေးရဲ့ရင်ကိုကွဲအပ်သွားစေခဲ့ပါတယ်။ဒါပေမဲ့စစ်မှန်တဲ့အချစ်ဆိုတာတစုံတစ်ခုကိုအတင်းကျပ်ဆွဲထားတာမျိုးမဟုတ်ဘူးဆိုတာကိုသူမနားလည်တဲ့အတွက်ခွေးလေးကိုပြန်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်နေ့မှာအဖွားအိုကကောင်မလေးရဲ့မိသားစုစီကဖုန်းလက်ခံရရှိခဲ့ပါတယ်။သူမကားပေါ်ကနေဆင်းလိုက်တဲ့အခိုက်အတန့်မှာပဲခွေးလေးကသူမရဲ့ရင်ခွင်ထဲကိုပြေးဝင်လာခဲ့ပါတယ်။အဖွားအိုကစကားနဲ့မဖော်ပြနိုင်တော့အောင်ကျေးဇူးတင်ခဲ့ပြီးမိသားစုရဲ့လုပ်ရအပေါ်အရန်ကိုစိတ်ထိခိုက်ဝမ်းသာသွားခဲ့ပါတယ်။ဒါပေမဲ့ကောင်မလေးကတော့အဲ့ဒီနေရာမှာရပ်ပြီးငိုနေခဲ့ပါတယ်။အဖွားအိုနဲ့ပြန်တွေ့ပြီးတဲ့နောက်မှာခွေးလေးကလမ်းဆန်းမှုမရှိဘဲဝမ်းနဲ့နေပုံပေါ်ပါတယ်။အဖွားအိုကခွေးလေးရဲ့ရင်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုနားလည်သွားပုံရပါတယ်။ဒါကြောင့်သူမကကောင်မလေးကိုဖုန်းဆက်ပြီးသူတို့အားလုံးကိုအလဲလာဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ခွေးလေးကိုပြန်တွေ့ရလို့ကောင်မလေးအရန်ကိုဝမ်းသာသွားခဲ့ပြီးအဲ့ဒီအချိန်မှာပဲအဖွားအိုကသူမရဲ့ရင်တွင်းစကားတွေကိုပြောပြခဲ့ပါတယ်။မကြခင်မှာခွဲစိတ်မှုကြီးတစ်ခုခံယူရမှာဖြစ်လို့သူမရဲ့အချိန်တွေကနည်းနေပြီဖြစ်ကြောင်းဒါကြောင့်ကောင်မလေးကပဲခွေးလေးကိုဆက်ပြီးစောင့်ရှောက်ပေးစေချင်ကြောင်းပြောပါတယ်။ခွေးလေးကသူ့ရွေးချယ်မှုကိုသူပြုလုပ်ပြီးလို့သူမကပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်။မေတ္တာတရားတွေအပြည့်ရှိတဲ့ကောင်မလေးနဲ့အတူရှိနေတာကမှခွေးလေးအတွက်တကယ်နေရမှန်ပါပဲ။ခွေးလေးကိုငေးကြည့်နေတဲ့အဖွားအိုရဲ့ကျင်နာမှုနဲ့တိုးဆုံနေတဲ့မျက်နှာအမူအရာကိုကြည့်ပြီးပစ္စည်းပို့သမားကသူမရဲ့ရှေ့ဆက်ရမယ့်အချိန်တွေမှာနှစ်သိမ့်မှုပေးနိုင်ဖို့မျှော်လင့်ရင်းအထူးလက်ဆောင်တစ်ခုကိုတိတ်တဆိတ်ပေးခဲ့ပါတယ်။အချစ်ဆိုတာပိုင်ဆိုင်ခြင်းမဟုတ်ပါဘူး။ချစ်ဆိုတာဘယ်လိုလွတ်ချပေးရမလဲဆိုတာကိုသိနားလည်ပြီးပြန်လည်နှွေးထွေးမှုတွေပေးဆက်ခြင်းပါပဲ။အဲ့ဒီလိုနှစ်ဦးနှစ်ဖက်အပြန်လည်ကျင်နာတတ်တဲ့စိတ်ထားကမှဘဝကိုတကယ်လှပစေတာပါ။